မိတ်ဆွေတွေကိုဒီတစ်ဖိုင်မှာကျွန်တော် go break လေးပေါ့နော်အထူးသဖြင့် go break လေးကျွန်တော်ပြပေးခြင်းပါတယ်ပထမတော့ကျွန်တော် site နဲ့ site နဲ့ပြပေးမလို့เนาะဒါပေမဲ့ရန်ရှည်သွားမှာဆိုလို့เนาะကျွန်တော်တစ်ဖိုင်စီကျွန်တော်ခွဲပြီးပြမယ်เนาะပထမ file အနေနဲ့ကျွန်တော် cut အတူလေးနဲ့ go break ပေါ့เนาะ go break file cut အတူလေးဆိုမှကျွန်တော်လုံးပိုင်းရယ်ကျွန်တော်ဖြစ်နိုင်ရရှိတဲ့ကဏ္ဍလေးတွေကျွန်တော်ရွေးပြပေးမယ်เนาะကျွန်တော်ဒီစနစ်က2006ခုနှစ်2006ခုနှစ်6ကြိမ်ပေါ့နော်တခါနောက်6နှစ်သွားဒီမှာ2017 6ကြိမ်ပေါ့နော်နောက်6နှစ်သွားဒီမှာ2016 6ကြိမ်ပေါ့နောက်6နှစ်2021 6ကြိမ်နောက်6နှစ်2026 6ကြိမ်ပေါ့နော်အဲ့ဒီ6ကြိမ်နေရာထိပ်စီးဒီမှာ3ထိပ်စီး9ထိပ်စီး9ထိပ်စီး2ထိပ်စီး5ထိပ်စီးတွေဝိုင်းထားရနော်အခါအဲ့ဒီထဲကပဲအဲ့ဒီတွေကဆို17ကြိမ်နော်ပထမက17ကြိမ်နောက်ဒုတိယက12ကြိမ်တတိယက13ကြိမ်ပေါ့နော်အစုတ္တက14ကြိမ်အခုပစ္စမက15ကြိမ်ရောက်ကပေါ့နော်ဒါတွေကျွန်တော်ရှင်းပြမယ်နော်ဒီမှာကျွန်တော်တို့မှာပထမကဒီမှာ3ထိပ်စီးနော်3ထိပ်စီး3ထိပ်စီးကဒီအပေါ်က8ထိပ်စီးပေါင်းကြီးက1နော်3 8ပေါင်းကြီးက1အဲ့ဒီ1နဲ့ဒီ break ခွန်နဲ့ပေါင်းကြီးက8ပုံတွေဖြစ်နေတာနော်တခါဒုတိယကဒီမှာ9ထိပ်စီး9ထိပ်စီးနဲ့ဒီ2နဲ့ပေါင်းတော့1နော်9နဲ့ပေါင်းခြင်း1နဲ့ဒီခွန်နဲ့ပေါင်းခြင်းကခွန်ဘရိတ်နဲ့ပေါင်းခြင်းက8ပုံတွေဖြစ်နေတာတခါတတိယကဒီမှာခွန်ထိပ်စီးခွန်ထိပ်စီးနဲ့40နဲ့ပေါင်းခြင်းက1နဲ့ဒီခွန်ဘရိတ်နဲ့ပေါင်းခြင်းက8ပုံတွေဖြစ်နေပြန်အောင်နော်တခါစတုထကဒီမှာ2ထိပ်စီးခွန်ထိပ်စီး2ခွန်ပေါင်းခြင်းက9နဲ့ဒီ9ဘရိတ်နဲ့ပေါင်းခြင်းကလည်း8ပုံတွေဖြစ်တာပဲအခုကျွန်တော်တို့ပစ္စမကပေးမယ်ဆိုရင်ဒီမှာ9ထိပ်စီးဒီမှာပြီးခဲ့ပွဲက4ထိပ်စီး9လေးပေါင်းခြင်းက9ဆိုဒီ9ဘရိတ်နဲ့ပေါင်းမှကျွန်တော်က8ပုံတွေဖြစ်မှာ9 break လေးပေါ့နော်အဲ့ဒီမှာကျွန်တော်သုံးသပ်တာဒီမှာကျွန်တော်တို့ပထမကတ်ဒီမှာ3ထိပ်စီ8ထိပ်စီ1နဲ့ဒီ component ပေါင်းကြီးက8ပုံတွေအဲ့ဒီ3လေးကဒီမှာလုံးပိုင်ပါတယ်နော်လုံးပိုင်ပါပထမကတ်မှာအလဲရိုင်းနဲ့ပါတယ်တယ်လို့သူကနှလုံးပေါင်း8ဆိုတာလေးပါတယ်နော်3 8ပေါင်းကြီး1 component ပေါင်းကြီး8ပုံတွေဖြစ်တယ်ဒီ3ကလုံးပိုင်လည်းပါတယ်နှလုံးပေါင်း8လည်းပါတယ်အခါဒုတိယကတ်6ထိပ်စီနဲ့2ထိပ်စီပေါင်းကြီးက1နဲ့ဒီ component ပေါင်းကြီး8ပုံတွေဖြစ်တာအဲ့ဒီ6ကဒီမှာ6ထိပ်စီလို့တည်ရတာနော်ခုန3ကအလဲတိုင်းဝင်တယ်အခု9ကထိပ်စီဝင်တယ်6ထိပ်စီက6ထိပ်စီဝင်တယ်လို့ပဲနှလုံးပေါင်း8လေးလည်းပါတယ်တခါတတိယကခွန်ထိပ်စီဒီထိပ်စီပေါင်းခြင်းက1နဲ့ခွန်နဲ့ပေါင်းခြင်းက8ပုံတွေဖြစ်တာအဲ့ဒီခွန်ထိပ်စီကလည်းဒီမှာခွန်ထိပ်စီဝင်တာပဲနှလုံးပေါင်း8တက်မို့သူက8ပါဝါ3လေးပဲပါတယ်တခါစတုထက2ထိပ်စီခွန်ထိပ်စီ2ခွန်ပေါင်းခြင်းက9နဲ့ဒီ9နဲ့ပေါင်းခြင်းက8ပုံတွေဖြစ်တာအဲ့ဒီ2ကလေးကထိပ်စီတည်တာပဲနှလုံးပေါင်း8လည်းပါတယ်နှလုံးပေါင်း3လည်းပါတယ်ပေါ့နော်အခုပစ္စမကတ်9ထိပ်စီ4ထိပ်ပေါင်းခြင်း9နဲ့9ပြင်ပေါင်းခြင်းမှာပေါင်းမှာ8ပုံတွေဖြစ်မှာအဲ့ဒီ9လေးကလုံးပိုင်အနေနဲ့ပါအောင်မလားထိပ်စီအနေနဲ့ပေးမလားလုံးပိုင်အနေနဲ့ပေးမလားအဲ့ဒီမှာနှလုံးပေါင်း38အတန်လေးပါထည့်ရင်ကျွန်တော်တို့ဒီမှာ968 931အာပေါ့နော်ဒါပထမကိုဘရိတ်ကိုကျွန်တော်ကြိုက်တဲ့ကျွန်တော်ယူဆပထမယူဆပေါ့နော်ဒါကျွန်တော်ပြပေးလိုက်ပါတယ်မျှဝေပေးလိုက်ပါတယ်ဒုတိယစနစ်ကတော့ကျွန်တော်ကင်နေကြ frame ရပါပဲနော်ဒါကတော့ဒီဒုတိယကျွန်တော်ကြိုက်တဲ့ကိုဘရိတ်စနစ်ကတော့ကျွန်တော်လည်းကဏ္ဍအပြီးရှင်းဖို့စစ်တုံးမလို့ပါနော်ကျွန်တော်အဆင်ပြေရင်ထပ်ပြီးတော့မျှဝေပါမယ်အခု file လေးမှာကျွန်တော်ကြိုက်တဲ့ကိုဘရိတ်ကို9အပိုင်းနဲ့9ထိပ်သုံးဖို့9ပိုင်းနဲ့နှုံပေါင်း38အတန်လေးထည့်ပြီးတော့968 R 931 R ကျွန်တော်မိတ်ဆွေတွေအကြိုက်လို့ရင်ကစားနိုင်ပါတယ်အားလုံးပဲအောင်မြင်ကြပါစေနော်